ဒီကျေးလက်တောင်တက်ရထားဟာတကယ်တော့အင်ဒိုနီးရှားနိုင်ငံရဲ့တောင်ပေါ်ရွာလေးကကလေးတွေရဲ့ဖျော်ဖြေရေးလှုပ်ရှားမှုတစ်ခုပဲဖြစ်ပါတယ်။ယထာလမ်းကြောင်းတစ်ခုလုံးကိုဝါးတွေနဲ့ပဲဆက်ပြီးပြုလုပ်ထားလို့ဘလို့ဆက်တက်ဆင်မှုမှမရှိပါဘူး။ဒါကြောင့်ကလေးတွေအရှိန်ပြင်းပြင်းနဲ့ဆင်းလာတဲ့အခါအချင်းချင်းတိုက်မိတာကိုကာကွယ်ဖို့လမ်းခုလက်မှာလမ်းကြောင်းပြောင်းတဲ့ဆက်ရနေရတစ်ခုကိုထည့်သွင်းထားပါတယ်။အခြေခံသဘောတရားကတော့ဝါးချောင်းတစ်ခုကိုဝါးလက်ကင်တဲ့တစ်ခုနဲ့ချိတ်ဆက်ထားတာပါ။အနားကလူကြီးကအသားလေးဆွဲလိုက်ရုံနဲ့ဝါးရထားဟာဘဲဘက်လမ်းကနေညာဘက်လမ်းကိုပြောင်းသွားနိုင်ပါတယ်။လမ်းကြောင်းရဲ့အဆုံးမှာတော့ရာဘာတာယာအများကြီးချထားပြီးခန္ဓာကိုယ်ပေါ်ရိုက်ခတ်မှုကိုလျှော့ချပေးပါတယ်။ဒီလိုဆိုရင်ကလေးတွေကစားတဲ့အခါမှာလည်းပိုပြီးဘေးကင်းသွားတာပေါ့။ပြီးတော့မိဘတွေပြုလုပ်ပေးထားတဲ့လမ်းကြောင်းကလည်းဒီတစ်ခုတည်းမဟုတ်ပါဘူး။ထမင်းစားဖို့အိမ်ကိုအမြန်ပြန်ကျင်တဲ့အခါမျိုးမှာကိုယ်တိုင်လှုပ်ထားတဲ့ဝါပြားလေးတစ်ခုယူပြီးတောင်ထိပ်ကနေတောင်ကားပန်းအထိတစ်လျှောက်လုံးရှော့စီးဆင်းသွားနိုင်ပါတယ်။ဆိုင်ကယ်စီးတာထက်တောင်ပိုမြန်ပါသေးတယ်။ဆင်းပြီးလို့ခဏလောက်ထပ်လျှောက်လိုက်တာနဲ့နောက်ထပ်လမ်းကြောင်းတစ်ခုရဲ့အစကိုတွေ့ရမှာပါ။ဒီလမ်းကြောင်းရဲ့အရှိကတော့အိမ်ရှိထိအရောက်စီးသွားနိုင်ပါတယ်။အခုဆိုရင်ဒီဝါတောင်တက်ရထားဟာသူတို့ဒေသမှာအရန်ခေတ်စားနေပြီးနိုင်ငံခြားသားခရီးသွားတွေတောင်အထူးတလဲလာရောက်လဲပတ်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့လူအများစုဟာကလေးဘဝမှာဒီလောက်ရင်ခုန်စရာကောင်းတဲ့ကစားနည်းကိုမကြုံဘူးကြလို့ပါပဲ။ဒါဟာဒေသခံရွာသားတွေရဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာဉာဏ်ပညာကိုပြသနေတာပါ။ဒါဟာရေရှည်တည်တတ်တဲ့ပျော်ရွှင်မှုနဲ့တီထွင်ဖန်တီးမှုစိတ်ကူးတွေကိုပေးစွမ်းပါတယ်။